အားလုံးမင်္ဂလာပါကျွန်တော်နာမည်တော့ရဲသွေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့မိတ်ဆွေတို့တခဏတည်းနေဘက်မှာအခါမရောက်စေမယ့်အကောင်လေးငါးကောင်ကြောင်ပြပြဖြစ်ပါတယ်စေဝင်စားရင်တော့အဆုံးကြည့်လိုက်ပါကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကိုလည်းဝင်ရောက်အားပေးလို့ရပါတယ်နံပါတ်5ကတော့ Stonefit မြန်မာလိုကြောင်ကောင်းလို့ခေါ်ပါတယ်အင်ဒိုနီးရှားဩစတြေးလျနဲ့အာရှပစိဖိတ်အိုင်လန်မှာတည်ရှိပါတယ်အကြောင်းကတော့အညိုအဝအနီလိမ့်မော်စားတဲ့အကြောင်းရှိပြီးရေထဲမှာကြောက်တုံးလို့အသွင်ပြောင်းကကြောမှာရှိတဲ့စူးကနေစိတ်ထုတ်ပေးပါတယ်မက်ဆေ့တို့မတော်စားထိမိလိုက်ရင်တော့မာလကီမရရင်တော့ဒုက္ခိတဖြစ်သွားနိုင်ပါတယ်ညိုကီတို့အနေနဲ့ပြုစုမဲ့ကောင်မလေးရှင်တစ်ခါတော့စမ်းကင်ကြည့်ဖို့အကြံပြုလိုပါတယ်ကောင်မလေးမရှိတဲ့သူကတော့ခဏခဏကင်ပါလို့ပြောချင်ပါနံပါတ်4ကတော့ Bruin Octopus မြန်မာလိုကတော့အပြာကွင်းကောင် What မဟုတ်ပါဘူးအပြာရောင်ကွင်းပတ်ယူပွဲလို့ခေါ်ပါတယ်ဂျပန်ဩစတြေးလျနဲ့အိန္ဒိယအိုရှန်မှာတည်ရှိကအရောင်ကတော့အဝါဖြစ်ပြီးအန်ရရရှိတဲ့ချိန်ဆိုအပြာကွင်းလေးတွေပြပါတယ်သူကိုက်မင်းတော့ဒုက္ခိတမဖြစ်ရင်တောင်မှမာလကီရတတ်နိုင်ပါတယ်ဘာဘီကျူကျတဲ့သူတွေကတော့ကိုယ်တိုင်ဖမ်းကြည့်ဖို့အကြံပြုလိုပါတယ် Okay နံပါတ်3ကတော့ Island Taipan မြန်မာလိုကတော့အတွင်းပိုင်းမေလို့ခေါ်ပြီးတိမ်မမေလို့လည်းခေါ်ပါတယ်ဩစတြေးလျ level မှာတွေ့ရပြီးအရောင်ကတော့မိုးရွာတီမှာအနက်ဖြစ်ပြီးနွေရွာတီမှာဆိုအနီရောင်ဖြောက်ဖြစ်တတ်ပါတယ်ကဘာပေါ်မှာအစိတ်ပြင်းဆုံးမွေဖြစ်ပြီးတစ်ခါကိုက်လိုက်ရုံနဲ့လူကြီးရောက်တဲ့အောင်တည်စိန်နိုင်တဲ့အစိတ်ပါပါတယ်မိတ်ဆွေတို့အနေနဲ့တငငချင်းမွေးနေမှာမွေးလက်ဆောင်ပေးတဲ့ကြောင်အကြံပြုလိုပါတယ်နံပါတ်2ကတော့ Bout Jellyfish မြန်မာလိုကတော့ Jelly ငါးလိုပဲခေါ်ကြပါတယ်ဩစတြေးလျမြောက်ပိုင်း Thai Indo-Pacific မှာတည်ရှိပြီးအရောင်ကတော့အဖြူရောင်ဖြောက်ရှိပါတယ်သူ့လက်တံကနေစိတ်ထုတ်ပေးပြီးထိမိလိုက်ရင်တော့မာလကီမရရင်တော့ဒုက္ခိတဖြစ်တော့ဘဝပြောင်းနိုင်ပါတယ်ညိုကီတို့အနေနဲ့စိတ်ကောက်နေတဲ့ကောက်မလေးရှင် Jellyfish ကိုခဏလောက်ပေးခဲ့လိုက်ပါစိတ်ကောက်ဝင်ပြေတော့မှနားအောင်ပူတော့ပါWhy are you running ကောင်းမလေးမရှိတဲ့ညိုကီတို့ကတော့ကိုယ့်ဟာကိုယ်ကိုင်မလို့ပြောချင်ပါဂျယ်လီဖစ်ကိုပြောတာနံပါတ်1ကတော့ Golden Poison Dartford မြန်မာလိုကတော့ရွှေဖားလို့ခေါ်ပါတယ်အရောင်ကတော့အဝါလိမ္မော်အစိမ်းပြောင်းအောင်ရှိပါတယ်ကိုလံဘီယာမှာတွေ့ရပြီးအစိတ်ကိုရေပြားနဲ့ထုတ်ပေးပါတယ်ရွှေဖားတစ်ကောင်မှာပါဝင်တဲ့အစိတ်ဟာလူကြီး10ယောက်ကိုတင်စိန်တိုင်းအထိအစိတ်ပြင်းထန်ပါမတော်တို့ထိမိတဲ့သူကတော့မာလကီရသွားနိုင်ပါဖားလာလာလေးမှာကြိုက်တဲ့ညိုကီတို့ကတော့တစ်ခါတော့ကန်ကြည့်ဖို့အကြံပြုလိုပါတယ်ဒီဗီဒီယိုကြည့်တဲ့မိတ်ဆွေတို့အနေနဲ့ကတော့ like and share များပြုလုပ်ပေးခဲ့ပြီးကိုမမှာလိုချင်တဲ့ကောင်လေးရေးပေးခဲ့ပါကံကောင်းလို့10ယောက်ကိုမဲဖောက်ပေးမှဖြစ်ပါတယ်ဘေးချင်းမေးစရာရတရားစီစံမလို့ပဲဘဝပြောင်းဖို့အာမခံပါတယ်စရနော် bye